မင်္ဂလာပါရှင်ကျွေးရှာမှာကြိုဆိုပါရစေညီမဒီနေ့ရှင်းပြပေးမယ့်စက်ခွင့်လေးကတော့ travel planning eligibility resource စက်ခွင့်လေးပဲဖြစ်ပါရဲ့ရှင်ဒီစက်ခွင့်လေးမှာဆိုရင်တော့ညီမတို့က travel management module အောက်ကဒီ travel planning ရဲ့ eligibility resource စက်ခွင့်လေးကိုရှာဖွေတွေ့ရှိနိုင်ပါရဲ့ရှင်ညီမတို့ဒီစက်ခွင့်လေးကိုလည်း quick navigation search bar ကနေပြီးတော့လည်းညီမလေးရိုက်ထည့်ပြီးတော့စက်ခွင့်လေးကိုရှာဖွေနိုင်ပါရဲ့ရှင်ညီမတို့ဒီစက်ခွင့်လေးမှာဆိုရင်တော့အဓိကအားဖြင့်ဝန်ထမ်းတွေဘက်ကနေပြီးတော့ travel request တင်လိုက်တဲ့ request တွေကို approval တွေဘက်ကနေပြီးတော့ပေါ့နော်ဒီစက်ခွင့်ကနေလာရောက်ပြီးတော့ approve ပေးလို့ရပါရဲ့ရှင်ညီမတို့ဒီစက်ခွင့်လေးမှာ approve ပေးမယ်ဆိုရင်တော့ညီမတို့က84မှာပေါ့နော်ညီမတို့ကဒီ approve and reject ဆိုပြီးတော့ button လေးနှစ်ခုရှိပါရဲ့ရှင်အကယ်၍ approval ဘက်ကနေပြီးတော့ approve ပေးမယ်ဆိုရင်တော့ approve button လေးကိုနှိပ်ရမှာဖြစ်ပြီးတော့ approval ဘက်ကနေပြီး reject ချမယ်ဆိုရင်တော့ reject button လေးကိုနှိပ်ရမှာဖြစ်ပါရဲ့ရှင်ပြီးရင်တော့မှညီမတို့အောက်မှာပေါ့နော် plan တို့ accommodation တို့ pick and drop advance တို့ travel insurance ဆိုတာမျိုးရှိရပေါ့နော်အဲ့ထဲမှာဒါ approval ဘက်ကနေပြီးတော့တခြားလိုအပ်တဲ့များကိုထပ်ထည့်လိုပါကညီမတို့ဒီကနေပြီးတော့လိုအပ်တဲ့ဟာလေးကိုထပ်ထည့်ပြီးတဲ့နောက်မှာတော့ညီမတို့က save button လေးကိုနှိပ်ပေးရပါမယ်ရှင်ဒါဆိုရင်တော့ညီမတို့ကပေါ့နော်ဒီ travel request အတွက်ကို save လုပ်ပြီးသွားပြီးapprove ပေးသွားပြီပဲဖြစ်ပါရဲ့ရှင်approval ဘက်ကနေပြီးတော့လည်းမိမိတို့ဒီလိုအပ်တဲ့အချက်လက်တွေကိုပြည့်စုံစွာဒီအောက်မှာပေါ့နော်ပြထားပေးတဲ့အချက်လက်တွေအတိုင်းထည့်ပေးပြီးရတဲ့ညီမတို့က save button လေးနှိပ်ဖို့လိုအပ်ပါရဲ့ရှင်မဖြစ်မနေ save button လေးကနှိပ်ပေးရပါမယ်ရှင်ဒါဆိုရင်တော့ညီမကဒီဝန်ထမ်းရဲ့ request အတွက်ကို approve ပေးလိုက်ပြီပဲဖြစ်ပါရဲ့ရှင်ဒါဆိုရင်တော့ဒီ request လေးကapprove ဖြစ်သွားပြီပဲဖြစ်ပါရဲ့ရှင်ဒီနေ့နားထောင်မိရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကဲ၍ညီမတို့ကျွေးဆိုင်ကိုပေါ့နော်တခြားတိလိုအပ်တဲ့များပေါ့နားထောင်လို့ပါကညီမတို့ quick like support ချက်ကနေလည်းပို့နိုင်တယ်လို့ quick support email ကနေပြီးတော့လည်းကျွေးဆိုင်ဘက်ကိုပို့ပေးနိုင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။